ဒီနေ့တော့ငွေဆောင်မှာရှိတဲ့ Orion Palace Hotel ကို Daddy ပဲနဲ့အတူတူသွားကြည့်လိုက်ရအောင်နော် Orion Palace ငွေဆောင်ကတော့ငွေဆောင်မှာနာမည်ကြီး hotel တွေတစ်ခုဖြစ်ပြီးတော့မှဈေးတက်နဲ့အခန်းရချင်နေဆိုရင်တော့ Daddy ပဲမှာ booking တင်ဖို့မမေ့နဲ့နော် reception area ကလည်းအရန်ကိုကျင်းဝန်းတဲ့အပြင်ရောက်တာနဲ့ကိုယ့်အခန်းကို check in လုပ်ဖို့မရသေးဘူးဆိုရင်တော့နားနေလို့ရမယ့်နေရာတွေကအများကြီးရှိပါတယ် reception area ရဲ့ဒီဘက်ဘေးကိုသွားလိုက်မယ်ဆိုရင်တော့စားတောက်ဆိုင်လည်းရှိတဲ့အပြင် infinity pool ကလည်းကမ်းခြေကိုတစ်ခါတည်းမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့မော်ရာတွေကိုပြပြောက်စီမှာတော့သိချပါတယ်ရှင်ဒီ Orion Palace Hotel မှာဆိုလို့ရှိရင်ကတော့ Infinity Pool လည်းဖြစ်တဲ့အပြင်ဘေးမှာကဘားရှိတာဖြစ်တဲ့အတွက်ကြောင့်လို့ညဘက်ကိုအပြင်မထွက်ချင်ဘူး Hotel မှာပဲ chill ချင်တယ်ဆိုတဲ့လူတွေအတွက်လည်းအဆင်ပြေပါတယ်ဒီကူကအနေနဲ့ကလည်းကလေးကန်ကောလူကြီးကန်ကောရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုလိုက် relax လုပ်မယ်ဆိုရင်လည်းအဆင်ပြေတဲ့ hotel လေးတစ်ခုပါရှင်ဟုတ်ကဲ့ပါဖူးကတော့ရိုက်ကူရေးတဲ့အကူအညီတောင်းထားတာမလို့ check in အတွက်ကိုတော့အရင်မဆောင်လိုက်ရပါဘူးရှင်အခုသွားမယ့်အခန်းလေးကတော့ Ocean Breeze ဆိုတဲ့ဒီပုံတော့ Orion Palace မှာအနေဆုံးအခန်းလေးဖြစ်ပါတယ်ဘယ်လိုပုံစံလေးဖြစ်မလဲဆိုတော့ကြည့်အောင်နော်ရှောက်ရတာတော့တော်တော်လေးဝေးပါတယ်ဒါပေမဲ့ကမ်းခြေလည်းရှိတဲ့အတွက်ကြောင့် relax ဖြစ်ပါလေရှင်ဟုတ်အခုရောက်နေတဲ့အခန်းလေးကတော့ Orion Palace ရဲ့ Ocean Breeze ဆိုတဲ့အခန်းလေးပေါ့နော်ဒီ hotel မှာဆိုရင်တော့အနှိမ့်ဆုံးအခန်းလေးဖြစ်ပါတယ်အရှိမဆိုရင်တော့ဝရဏပါတာဖြစ်တဲ့အတွက်ကြောင့်မိသားစုတွေဝိုင်းဖွဲ့စားတောက်တာမျိုးလုပ်လို့ရမယ်ဒီမှာဆိုရင်ရေကူးပြီးတော့အဝတ်လန်းတာမျိုးတွေလုပ်လို့ရမယ်နော်အခန်းထဲကိုအတူတူကြည့်လိုက်ရအောင်ဒါဆိုရင်တော့ထုံးစံတိုင်းအလုပ်လုပ်ချင်လည်းလုပ်လို့ရမယ်ဒါမှမဟုတ်လို့ရှိရင်အလှပြင်ချင်ပြင်လို့ရမယ်ရှိတယ်ပေါ့နော်ပြီးတော့အကြိုက်ဆုံးကတော့ကတင်လေးပါပဲရှင်သူကအဲ့ရလေးကိုဒီလိုမျိုး beach style လှလှလေးပြင်ထားပေးတယ်ပေါ့နော်လုံးဝ beach ပုံစံမျိုးလေးလှလှလေးပြင်ထားပေးတာဖြစ်တဲ့အတွက် couple တွေပဲလာတယောက်တည်း relax လုပ်ချင်လို့ပဲလာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ပြီးရင်တော့ဒီဘက်မှာထိုင်ကုန်တစ်ခုရှိမယ်ဒီမှာတော့ TV ပါမယ်ဒီမှာတော့တောက်စီရပါညာကွီးကွက်ရှိမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အဝတ်စင်လေးပါမယ်အဝတ်လန်းတဲ့နေရာအဝတ်ထည့်လို့ရတဲ့နေရာလေးပါမယ်ပြီးလို့ရှိရင်ပတ်စံပြောင်းမှကြောက်တဲ့လူတွေကိုယ့်ရဲ့တန်ဖိုးကြီးပစ္စည်းတွေကိုထည့်ချင်တယ်ဆိုရင်တော့ safe box လေးရှိပါမယ်ပြီးလို့ရှိရင်တစ်ခုကောင်းတာဒီအနောက်ကိုထွက်သွားလို့ရပါတယ်အနောက်တကားကနေပြီးတော့ပေါ့နော်အဲဆိုတော့စလိတ်တောက်တဲ့လူတွေကြကြဝန်းသွားချင်တဲ့လူတွေဆိုရင်တော့အနောက်မှာသွားလို့ရတယ်ဒါပေမဲ့ toilet ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲBetter မပါဘူး toilet ပါမယ် basin ပါမယ်ရေချိုးတဲ့ဟာလေးကတော့ဒီလိုမျိုးလေး stand ပါမယ်ဖြစ်ပါတယ်ရှင် Palace ရဲ့ restaurant မှာတော့မနက်စရင်ဒီမှာ breakfast စားလို့ရပြီးတော့နေ့လည်ဆိုလို့ရှိရင်လည်း dining area အဖြစ်သုံးလို့ရမယ့်ဟာလေးဖြစ်ပါတယ် view လေးကအရင်လှပါတယ်ရှင်ပြီးလို့ရှိရင်ညနေကြလို့ရှိရင်လည်းဒီဘက်မှာဘာရှိမှဖြစ်တဲ့အတွက်ကြောင့်မလို့ chill လုပ်ဝင်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ဒီအပေါ်မှာပဲမဟုတ်ဘူးလုံးဝပင်လယ်နဲ့နေနေကက်ကက်နေနေတဲ့လူတွေအတွက်ဆိုရင်လည်းဒီအောက်မှာ relax လုပ်လို့ရတဲ့နေရာတွေရှိတယ်ပြီးလို့ရှိရင်ကလေးတွေဆိုရင်ကလေးတွေဆော့လို့ရမယ် playground အသေးလေးလည်းရှိတယ်ဟိုဘက်မှာဆိုရင်ဓာတ်ပုံရိုက်လို့ကောင်းမဲ့ view တွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်Daddy ပဲနဲ့အတူတူ booking တင်ပြီးတော့ Orion Palace မှာတဲဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်